ကြောက်စီကြောက်သားလေးကောင်းတဲ့လက်ရစားလေးတစ်စားကိုပြုပြင်ပြောင်းလဲကြည့်မှာပဲဖြစ်ပါတယ်။ကြောက်ရဲ့အနေထားလေးကတော့မိတ်ဆွေတို့အခုမြင်နေရတဲ့အတိုင်းပဲကြောက်ကအစီအသားကတော်တော်လေးကိုကောင်းမွန်ပြီးတော့မှချွမ်ကာလာငွေလေးကိုလည်းမိတ်ဆွေတို့တွေတွေ့ရမှာပါ။မီထိုးပြီးတော့မှတေချာလေးကြည့်လိုက်တဲ့အနေထားမှာပန်းလေးတွေလည်းနည်းနည်းလေးပါတာကိုမြင်တွေ့ရမယ်။အနာစာလေးတွေကတော့အပေါ်ရံမှာရှက်နာလေးတွေလည်းရှိတယ်အနံကြီးလည်းပါတယ်။အခုဒါလေးကတော့မင်သားထားတဲ့နေရာလေးတွေမှာတော့ဒါအနာလေးတွေရှက်နာလေးတွေနဲ့အနံကြီးလေးကိုပိုင်းထုတ်လိုက်ရမယ်အနေထားလေးပဲဖြစ်တယ်။ဒါလေးတွေကိုရှင်းလိုက်မယ်ဆိုရင်တော့ကြောက်ရဲ့လင်းအားလေးတွေကြောက်ရဲ့ရုပ်ထွက်လေးတွေပို့ပြီးတော့မှလာမယ်လို့ကျွန်တော်ကတော့အဲ့လိုလေးယူဆထားတာပဲဖြစ်ပါတယ်။အဲ့တော့အခုကဒါလေးကတော့ဖြတ်ပြီးသွားတဲ့အနေထားလေးမှာမြင်တွေ့နေရတဲ့ပုံစံလေးပဲဖြစ်ပါတယ်။ပရမတဲ့စားလို့ရှိရင်တော့အခုရုပ်ထွက်လေးကတော်တော်လေးကိုအဆင်ပြေတယ်လို့ကျွန်တော်အနေနဲ့တော့ခံစားရတယ်။ဒီဗီဒီယိုလေးကိုကြည့်နေတဲ့မိတ်ဆွေတို့ရောဘယ်လိုထင်မြင်လဲဆိုတဲ့ဟာကိုကျွန်တော်ရဲ့ comment တွေမှာရေးပြီးခဲ့လို့ရပါတယ်။ဒါလေးကတော့အနာကြီးလေးကနေပိုင်းချလာတဲ့အစလေးတစ်စားပဲဖြစ်ပါတယ်။ဒီပုံစံလေးတိုင်းဆိုကြောက်အစီတာတန်းလေးကတော်တော်လေးကိုလင်းနေတာကိုတွေ့ရမှာပါ။အဲ့တော့ဒီစလေးကြီးကတော့ကျွန်တော်အားလုံးအပြင်ဆင်ပြီးသွားတဲ့အနေထားလက်ရရဲ့ပိုင်းပြန်ပြီးတော့မှထည့်ပြီးသွားတဲ့ရုပ်ထွက်လေးကိုဒါမိတ်ဆွေတို့မြင်တွေ့နေရတာပဲဖြစ်ပါတယ်။ပထမဆုံးမြင်ရတဲ့ပုံစံနဲ့အခုလုပ်ပြီးသွားတဲ့အနေထားလေးကိုဝေဖန်သုံးသပ်ပေးဖို့လဲကျွန်တော်အနေနဲ့ဖိတ်ခေါ်လိုက်ပါတယ်။ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့တယောက်ရှင်စီတိုင်းကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်။နောက်နေ့ဗီဒီယိုတွေမှာပြန်လဲဆုံတွေ့ကြမယ်။